နောက်ဆုံးသေးဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ဒီတောင်သာမျိုးနဲ့မှာရှိတဲ့ PLA ပေါ့ဗျာ PLA ပေါ့သူတို့ရဲ့အရှိကောက်ကပြည်သူလွတ်မြောက်ရေးမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လဲအနောက်အုပ်စုကအကုန်ဝိုင်းလိန်ပေးထားကြတာပဲဒုတိယတင်ပြပေးရမယ့်သတင်းလေးကတော့လှိုင်မြို့နယ်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးတွေကိုကျွန်တော်ပြောပြပါမယ်ရှင်လှိုင်မြို့ကြောက်တော်မှာဝေးရထုံးမြတ်နိုင်ထိခိုက်သွားတယ်ပါတီဟိုပါပေါ့သူ့နယ်မြေဆိုပေမဲ့လို့ तू ကလွတ်တော်ဥက္ကဋ္ဌဖြစ်သွားတော့ तू က तू မေးပြီး तू က तू ဖြစ်လို့မရဘူးလေဗျာအဲ့ဒါတွေကကျွန်တော်လုတ်ပေးရတာပေါ့နော်မလားလုံးဝနှလုံးဟိုလုံးသားလှပြီးတိုင်းပြည်တကယ်ချင်းမျိုးစေနာကြီးကြီးမှထားတဲ့တကယ်ကိုနိုင်ငံကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာဟိုပညာရှင်တယောက်ဖြစ်တယ်ဆိုတာမျိုးတွေပေါ့ဆိုတော့ပြောတော့ခင်ဗျာဦးမြောင်နိုင်နေမှာကိုဆိုရင်အရေးပြောကြပါပဲခင်ဗျာသိရတယ်မိရဲ့သူကလည်းအရေးပြောထွက်လာအောင်မေးတာဟုတ်လားနော်ဆိုတော့အရေးပြောကြပါပဲဆိုတော့တမရအဲ့မှာခေါင်းဆောင်ကောင်းတယောက်ဆိုတဲ့ကိစ္စကိုတမရပြောပါတယ်ခေါင်းဆောင်ဆိုတာပေါ့နော်ခေါင်းဆောင်ဆိုတာသူပြောတဲ့ခေါင်းဆောင်ဆိုတာပေါ့လူရင်းပွားရတော့တာဝန်ကိုတာဝန်ရောတဲ့လုပ်ငန်းလုပ်တာဝန်နေနဲ့ပတ်သက်ရင်းနဲ့နော်ကောင်းတဲ့စိတ်ထားလေးတွေနဲ့ကောင်းစေခြင်းနဲ့စိတ်နဲ့ပို့ပြီးတော့အားကျိုးမှန်တဲ့စင်စိုက်လုပ်ခဲ့တာလွတ်တာမျိုးဆိုတာမျိုးခေါင်းဆောင်ကောင်းခေါ်ပါတယ်ပေါ့နော်ခေါင်းဆောင်ကောင်းဖြစ်တယ်ပေါ့နောက်တစ်ခုကခေါင်းဆောင်တွေမှာစိတ်ကူးအိမ်မ dream ရှိရမှာ dream ရှိရမယ်စိတ်ကူးအိမ်မရှိရမယ်တဲ့သူပြောဟုတ်လို့ငါပြောဟုတ်လို့ဆိုတော့ရောင်းဝါးဖြစ်သွားတဲ့ဟာမျိုးမဖြစ်ပဲကို့မှာပုံသေးမပြောင်းမလဲတဲ့မူဝါဒနဲ့ဒီဇိုင်းမတ်လုပ်တဲ့ခိုင်မာတဲ့စိတ်ဓာတ်မျိုးရှိရမယ်ခေါင်းဆောင်ဆိုတာဒါမျိုးသူပြောလာတွေ့ရတယ်ပေါ့နော်နောက်တစ်ခါဒီကျွန်တော်တို့သူပြောရတဲ့ချက်တွေလည်းချက်ပါလဲဆိုတော့မြန်မာနိုင်ငံသဘာဝအရင်းမြစ်ပေါ်ကျွယ်ပါတယ်ပြီးတော့ဒီစာပြေးထွက်ကုန်စသဖြင့်ပေါ့ဗျာတီးနှံထွက်ကုန်တွေပေါ်ကျွယ်ပါတယ်ပေါ့ဗျာသဘာဝအရင်းမြစ်တွေပေါ်ကျွယ်ပါတယ်တီးနှံထွက်ကုန်တွေပေါ်ကျွယ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုကုန်ချမ်းအဖြစ်နဲ့ရောင်းနေတဲ့အစားရောင်းနေတာသူမနဲ့မျိုးဘူးတဲ့ကုန်ချောထုတ်ပြီးတော့မတရုတ်နိုင်ငံဆိုလည်းတရုတ်နိုင်ငံပေါ့တရုတ်နဲ့ဆိုင်နဲ့ဆိုတရုတ်ကိုရောင်းတယ်ပေါ့တရုတ်နိုင်ငံတန်းထောင်လေးရရှိတယ်ပေါ့နော်တန်းထောင်လေးရတော့ရှိတယ်ဒီလိုဈေးကွက်ကြီးတစ်ခုလုံးကိုကြည့်ပြီးတော့ကုန်ချောထုတ်နိုင်တဲ့အစီအမျိုးတွားရဖို့လိုအပ်တယ်ဆိုတာမျိုးသူပြောတယ်ဒီလိုပဲအိန္ဒိယလည်းတန်းထောင်လေးရရှိတယ်မြန်မာနိုင်ငံအရှေ့နဲ့နောက်နှစ်ပူပေါင်းတန်းထောင်ရှိရရှိတယ်ဒီနိုင်ငံတွေစီကိုကုန်ချောတွေတွားလာမျိုးထိဖြစ်စေချင်တယ်သူကကုန်ချမ်းအဖြစ်နဲ့တွားလာမျိုးသူသိအားမပေးချင်ဘူးတိတ်ပြီးတော့မနစ်မျိုးပေါ့ဗျာတစ်စင်းမြင့်တဲ့ကုန်စီထုတ်လုပ်ပြီးတော့ဖြတ်ချိတာမျိုးတွေလုပ်စေချင်တယ်အဲ့ဒီစင်းမြင့်ကုန်စီတွေကအိန္ဒိယနိုင်ငံကိုဖြတ်လာပြီးအိန္ဒိယနိုင်ငံအချို့လည်းဖြတ်လာဖြစ်နိုင်တယ်လို့မြန်မာနိုင်ငံလုံးပြန်ဖြတ်လာလည်းဖြစ်ရမယ်ပြီးတော့တစ်စင်းမြင့်တဲ့ကုန်ချောထုတ်ပြီးဖြတ်လာမျိုးတွေပဲပို့ပြီးတော့သူအားပေးချင်တယ်ဒါကြောင့်မို့လို့သူ SME တွေရောဒီကုန်ထုတ်လုပ်ငန်းတွေသူအားပေးနေတယ်ဆိုတာမျိုးသူဒါပြောတာတွေ့ရတယ်မြန်မာနိုင်ငံအနေနဲ့ကကြတော့တရုတ်နိုင်ငံရဲ့ပြည်နယ်တစ်ခုသာတော့ကျွန်တော်နိုင်ငံ GDP ကမရှိဘူးဆိုတော့လည်းသူဒါပုံမှန်လေးနဲ့ဝန်ခံသွားတာတွေ့ရတယ်ပြောရတော့ဗျာမြန်မာနိုင်ငံရဲ့ GDP ကတရုတ်နိုင်ငံပြည်နယ်တစ်ခုအိန္ဒိယယူနန်ပဲကဲ့ရဲ့ချန်စီကဲ့ရဲ့ယူနန်ပြည်နယ်ကိုတော့ယူနန်ပြည်နယ် GDP တော့မြန်မာနိုင်ငံတစ်ခုလုံး GDP ကမမီဘူး GDP ကိုခဏတာလူကြီးတော့မမီဘူးကဲလူကြီးလည်းမမီဘူး GDP လည်းမမီဘူးကျွန်တော်တို့မမီတာအများကြီးရှိပါတယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့အဲ့တော့အများကြီးကြိုးစားရအောင်မယ်ကြိုးစားပန်းစားအထောက်ရအောင်မယ်ဆိုတော့သူပြောတယ်နိပညာနဲ့ပတ်သက်ရင်ရောဆိုတော့နိပညာနဲ့ပတ်သက်ရင်လည်းအလားတူပါပဲနိပညာနဲ့ပတ်သက်ရင်လည်းအလားတူပဲနိပညာနဲ့ပတ်သက်ရင်လည်းသူတရုတ်ပြည်ကိုအခါရောက်တယ်ပေါ့ဗျာ2024 25 26ကိုသူအခါရောက်တယ်ရောက်တဲ့အခါမှာဤပညာတရုတ်ရဲ့ဤပညာတစ်နေ့တစ်နေ့ပို့ပြီးထိုးစားကောင်းမှုတိုးတက်လာတာတွေ့ရတယ်ပို့ပြီးအစင်တန်းမြင်မာလာတာတွေ့ရတယ်တွေ့ရတဲ့ပြီးတော့မှမြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်တရုတ်က2026ဤပညာကိုခဏထားအောင်2024တော့ဤပညာကိုပြီးဖို့တော့မြန်မာနိုင်ငံအတော်ကြိုးစားယူအောင်လို့ဆိုတာမျိုးသူပုံမှန်လေးနဲ့ပြောတော့တာတွေ့ရတယ်နော်ပို့လည်းပြောရတော့သူလည်းသူပဂတိအရှိတရားတွေကိုသူလက်ခံတယ်ပုံမှန်လေးနဲ့သူပြောတယ်ဆိုတော့တွေ့ရတယ်ပဂတိအရှိတရားကိုသူလက်ခံတယ်ပုံမှန်လေးသူမြင်တာပြောတယ်လွတ်တော်မှာလည်းကျွန်တော်ကမေကွန်းမေးတယ်မေးတော့ဟိုတချို့ကမေးတယ်တက်ကုန်းခါကြည့်ပဲမင်းဒီပါလားတဲ့ဥဒဆိုရတက်ကုန်းမှလည်းမဟုတ်ဘဲနေတဲ့အဲဒီမှာနော်ဒီမှာပုပ္ပတိတိအတွက်လည်းစာနဲ့မိထားတွေအများကြီး15ခုရှိပုပ္ပတိအတွက်လည်းခုနလိုဟိုကျယ်ဝင်းပြရင်တော့မတ်တက်ပြီးမိတာပေါ့ဗျာနှုတ်နဲ့အဲ့ဒါမျိုးကျွန်တော်ကပြည်တော်စုနယ်မြေမှာပါတီဥက္ကဋ္ဌဆိုတော့ကျွန်တော်10မြို့နယ်မှာကျွန်တော်တာဝန်ရှိတယ်အဲ့မှာလေဝေးနဲ့ပြင်မနာကလွတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ကျန်တဲ့9မြို့နယ်ကျွန်တော်အပါဝင်ပေါ့ကျန်တဲ့9မြို့နယ်ကကြတော့ဟိုပြည်တော်စုအဆင့်ဝင်ကြီးတွေဖြစ်သွားတော့သူတို့ကိုယ်စားကျွန်တော်မေးပြရတယ်။သူတို့ကိုယ်စားဘာကြောင့်မေးပြရလဲဆိုတော့သူတို့ကိုယ်စားသူတို့ရဲ့မဲဆန္ဒနယ်မြေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုကျွန်တော်ကတင်ပြပေးမှသူတို့လည်းနောက်တစ်ခါမဲရမှာပေါ့။ဟုတ်လား။ဟာမဲရပြီးဝင်ကြီးဖြစ်သွားတယ်လှည့်မရှိတော့ဘူးဆိုတော့ပုံစံမျိုးမဖြစ်အောင်လို့ကျွန်တော်အဲ့သူတို့ကိုစားကျွန်တော်မဲပေးနေရတယ်အဲ့တော့ကျွန်တော်ကတော့ပုပ္ပတိနယ်မြေမှာတာဝန်ရှိတော်လဲပဲတခြားဒက္ခိဏတိတိဥမြဟင်းအတွက်နောက်တစ်ခါဥဒ္ဒရာတိတိဥဒီအောင်ဆန်းအတွက်နောက်သဘူတိတိကဥမောင်မြင့်အတွက်စသဖြင့်ပေါ့နော်ဥက္ကဋ္ဌကြီးဥခိရဲ့ဇေယတိတိသူလဲဟိုပါတီဟိုပါပေါ့သူ့နယ်မြေဆိုပေမဲ့လို့ तू ကလွတ်တော်ဥက္ကဋ္ဌဖြစ်သွားတော့ तू က तू မေးပြီး तू က तू ဖြစ်လို့မရဘူးလေဗျာအဲ့ဒါတွေကကျွန်တော်လုတ်ပေးရတာပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ဆောက်ရပေးတဲ့အတွက်တချို့လူတွေကပြောတယ်ဥလားဆိုရတက်ကုန်းအကြောင်းမေးတာပဲပုပ္ပတိအကြောင်းလည်းမမေးပုပ္ပတိမှာမေးတာအများကြီး15ခုရှိနေတယ်
ဒီပတ်မရနောက်ပတ်ပေါ့ဗျာဖြည်းဖြည်းတော့မေးအောင်ပေါ့အကုန်လုံးကမေးပြရမှာပဲเนาะမေးပြရမှာပဲနောက်တစ်ခါဒီကော်မတီမှာစီဝေးသွားတယ်ကော်မတီစီဝေးကလည်းနေတာမဟုတ်စာတွေကနေတာမဟုတ်ဆိုတော့ကျွန်တော်နည်းနည်းတော့ဟိုဝိတ်လျှော့တာပေါ့ဘယ်လိုဝိတ်လျှော့လဲဆိုတော့ဥပမာလေယာမီနဲ့ပတ်သက်တဲ့ကိစ္စဆိုရောလေမာကော်မတီကိုကျွန်တော်လွှဲလိုက်တယ်တတုတရားသာနဲ့ပတ်သက်တဲ့ကိစ္စဆိုတတုတရားသာကော်မတီကိုကျွန်တော်လွှဲလိုက်တယ်ခင်ဗျားတို့လုပ်ပါကျွန်တော်စီမှာများနေတော့တတုတရားဇာတာလည်းကိုကကိုင်လေယာမီကိစ္စလည်းကိုကကိုင်ဆိုဖြစ်သေးဘူးလေကျွန်တော်က90လူဆိုနိုင်ငံသားများကြီးခွင့်ရေးဒီမိုကရေစီလူခွင့်ရေးဆိုပေမဲ့လို့ကျွန်တော်ထိုင်ဟိတ်ပတ်သက်တာဆိုရင်တော့ကောင်းတယ်တော်ဝိုက်ပြီးပတ်သက်တာဆိုရင်ဆိုင်ရာကော်မတီကိုကျွန်တော်လွှဲလိုက်တယ်လို့အဲ့လာလာပြီးတော့တင်ပြတာဒီစားပါ တမတော်ဘက်ကဘာကြောင့်အစင်စိုက်ထောက်ခံအားပေးလေတမတော်ကိုယုံကြည်လို့မြန်မာတမတော်ရဲ့တိုက်ရခိုက်ရစွမ်းရည်ကိုယုံကြည်လို့မြန်မာတမတော်ဘက်ကနေလောင်ကြီးထပ်ပြီးတော့အသက်ပါလောင်ကြီးထပ်ပြီးတော့ရက်တည်ခဲ့တာချိန်တိုင်းတမတော်သူတို့နေတယ်မြင်တယ်မလားမကြခင်ရခိုင်ပြည်နယ်အကုန်လုံးသိတော့တန်တွဲတို့တောင်ကုန်းတို့ကတော့လက်ထဲတော့ရောက်နေလောက်ပြီကြောက်တော်မှာကိုရထုံးမြက်နိုင်ထိခိုက်သွားတယ်တရားမှာ90%တော့ထိခိုက်သွားတယ်အခုတော့မိုင်းလာဘက်ကိုရှောင်ပြေးနေတယ်လို့ကြားတယ်ထုံးမြက်နိုင်ကိုကြောက်တော်ဟာရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်တွေအားလုံးဟာထုံးမြက်နိုင်ကိုတေပါစီလို့ဆုတောင်းနေပြီထုံးမြက်နိုင်ကြောင့်ရခိုင်ပြည်နယ်ကြီးပျက်စီးသွားပြီဆိုတော့ရခိုင်တွေတော်တော်များအမြင်မှန်တွေရလာကြပြီအတိတရားတွေရလာကြပြီအားဒါကြောင့်မို့လို့ထုံးမြက်နိုင်ကိုရခိုင်ချက်ဖက်ပွဲစည်းကိုထောက်ခံခဲ့တဲ့ရခိုင်ပြည်သူတွေကတေပါစီလို့ဆုတောင်းနေတယ်ထုံးမြက်နိုင်ကြောင့်ခိုင်ဒုက္ခနော်တော့ညှို့ထုံးအောင်လို့ပြာလီစွာနေပြီကံပတ်လက်တမတော်သိပြီးပါပြီချင်းဆိုတာချင်းလက်နက်ကဖွဲ့စည်းကိုထောက်ပံ့ပြီးခဲ့တဲ့ကောင်ကထုံးမြက်နိုင်ထုံးမြက်နိုင်ဟာလုံးဝယုံညံ့ပတ်သက်တဲ့မိစ္ဆာကိုမူရရာစာထုံးမြက်နိုင်ခုတော့ပြာလီစွာနေပြီထုံးမြက်နိုင်လက်နက်ချရင်ချမချရင်အသေးထွက်ရလိမ့်မယ်ထုံးမြက်နိုင်ဆိုတဲ့ဖွဲ့စည်းကိုဘယ်နည်းနဲ့မှငြိမ်းချမ်းရေးစကွဲဝိုင်းပုံရှောက်လာမှာကိုလုံးဝလက်မခံဘူးခုလက်ရှိ PDF တွေလက်နက်ချပြီးအလင်းဝင်လာတယ်သူများတကပြောရင်ပြောလိမ့်မယ်ကျွန်တော်တို့ကလုံးဝမပြောဘူးချန်ခုံစားရှိတဲ့နွားတွေကနောက်တစ်ချိန်ချန်ခုံဖို့ကဝန်မလေးဘူး1948ကလွတ်လပ်ရေးရတယ်49မှာချန်ခုံခဲ့တဲ့တပုံလေးနော်88မှာထပ်ပြီးချန်ခုံခဲ့တယ်2009မှာထပ်ပြီးချန်ခုံခဲ့တယ်2021မှာထပ်ပြီးတော့ချန်ခုံခဲ့တဲ့ကောင်တွေဟာဘယ်နည်းနဲ့မှအမြင်မှန်ရလာမဲ့ကောင်တွေမဟုတ်ဘူးဒီကောင်တွေဟာအခွင့်အရေးပေးတယ်လို့ချန်ခုံအောင်မဲ့ကောင်တွေဒီကောင်တွေလက်နက်ချအလင်းဝင်တိုင်းကျွန်တော်တို့ကကျင်တတ်ရမှာခွင့်လို့ရမှာလားဒီကောင်တွေတက်ခဲ့တဲ့ပြည်သူလူထုတွေအားလုံးဟာအဖေခေါ်စရာမရှိတော့ဘူးအမေခေါ်စရာမရှိတော့ဘူးတားခေါ်စရာမရှိတော့ဘူးသမီးခေါ်စရာမရှိတော့ဘူးဒီကောင်တွေကတော့လက်နက်ချတာနဲ့အသက်ရှင်တဲ့ထင်းနဲ့ဒီကောင်တွေတက်ခဲ့တဲ့ပြည်သူလူထုဘဝရဲ့ပစ္စည်းဆုံးရှုံးသွားပြီဘာနဲ့အစားထိုးပါလဲတော့ကျွန်တော်လက်မကဘူးမကြည့်နဲ့ဘူးဒုတိယတင်ပြပေးရမယ့်သတင်းလေးကတော့လှိုင်မြို့နယ်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးတခုကျွန်တော်ပြောပြပါမယ်ရှင်။လှိုင်မြို့နယ်မှာဆိုရင်တော်တော်ရုပ်ဆိုးအကြီးတန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်လေးကဘာလဲဆိုရင်လှိုင်မြို့နယ်အတွင်းမှာရှိတဲ့နေအိမ်တစ်ခုလေးကိုပစ္စည်းခိုးယူဖို့အတွက်လူတစ်ယောက်ကဝင်ရောက်လာခဲ့ပါတယ်။သူဝင်ရောက်လာတဲ့အခါမှာဆိုရင်အိမ်ထဲမှာ15နှစ်အရွယ်ရှိတဲ့မိန်းမပြိုလေးတစ်ယောက်ကအိမ်မောကျနေပါရှင်။ဒီလူဟာဆိုရင်ပစ္စည်းခိုးယူရုံနဲ့မကဘဲနဲ့ဒီမိန်းမပြိုလေးကိုပါအဓမ္မပြုကျင့်ပြီးတော့တပ်ဖြတ်သွားခဲ့ပါတယ်။တပ်ဖြတ်တာကလည်းခောက်ဓာတ်နဲ့တတ်သွားခဲ့တယ်ဆိုပြီးတော့သိရပါတယ်ရှင်။ဖြစ်စဉ်ဖြစ်သွားတာကအင်္ဂလန်ဒေသကြီးလှိုင်မြို့နယ်အမှတ်12ရပ်ကွက်ထဲမှာဖြစ်သွားခဲ့တာပါဒီမှာနေထိုင်တဲ့အသက်48နှစ်အရွယ်ရှိတဲ့အမျိုးသမီးပေါ့နော်သူကဆိုရင်ဇွန်လ19ရက်နေ့နက်ပိုင်းမှာသူ့ရဲ့နေအပေါ်တက်အိတ်ခမ်းတွင်မှာအဲ့ရကတဲ့ပေါ်မှာပဲသူ့ရဲ့သမီးဖြစ်သူအသက်15နှစ်အရွယ်ရှိတဲ့မိန်းမပြိုလေးဟာဆိုရင်တိတ်ဆုံးနေခဲ့ပါတယ်ဒီမျိုးသမီးလေးရဲ့မျိုးသမီးအင်္ဂါမှာဒီပေါ့နော်တွေ့ရှိပြီးတဲ့နောက်မှာဆိုရင်လေပင်ရှာဘက်မှာလည်းဓာတ်တန်ရတစ်ချက်ဖြစ်ပြီးတော့တိတ်ဆုံးနေတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်အမှုဖွင့်ပြီးတော့တိုင်ကြားခဲ့တာဖြစ်ပါတယ်
တို့နဲ့ပဲရဲတပ်ဖွဲ့ဝင်တွေဟာဆိုရင်နေမြေအတွင်းမှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးတော့တရားခံကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါရဲ့ရှင်အလောဆန်မှာဒီပုဂ္ဂိုလ်မိသွားတယ်ပေါ့နော်ပြီးသွားပြီးရဲ့အခါမှာဆိုရင်သူကဒီနေအိမ်ထဲကိုဝင်ရောက်တယ်ဒီမျိုးသမီးလေးကိုပထမပြုကျင်တက်ဖြတ်တယ် iPhone ယူသွားခဲ့တယ်ငွေကျပ်2သိန်းယူသွားခဲ့တယ်ဒါတွေသူသုံးဖြုံးမိနေတဲ့အချိန်မှာရဲဘက်ဝင်တွေကနေပြီးတော့သူ့ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါရဲ့ရှင်ဒီမှုကတော့ဆက်လက်ပြီးတော့ရေးယူဖို့အတွက်တရားရုံးတင်ဖို့အတွက်ထောင်ဒဏ်ချဖို့အတွက်စူးစမ်းအောင်ပါပေါ့နော်။ဒါဒီလိုကတရားခံအစ်စ်ဖြစ်တယ်ဆိုရင်ဒါ DNA တွေပိုင်းနဲ့တိုက်စစ်ပြီးတော့မှတ်ကန်တယ်ဆိုရင်ထောင်ဒဏ်ကတော့နှစ်ကြီးကြဖို့များပါတယ်။ဒါကလည်းဖြစ်တဲ့ကိစ္စပါ။ဒီလောက်ထိရက်ဆက်ရုပ်မာတဲ့သူကတော့ထောင်ထဲမှာပဲထားတဲ့သူတွေပေါ့နော်အဲ့လိုပဲပြောရတော့မယ်ရှင်။ကျမတို့ဒီလိုပြောလို့တော်ဘာဟုတ်တာကိုချင်းမစားတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး။ကျမတို့လူတွေကြားထဲမှာလူကြားထဲနေလို့မရတဲ့သူတွေတကယ်ရှိပါတယ်။အသက်မပြည့်တဲ့ကလေးငယ်တွေကိုဒီလိုမတရားပြုကျင့်တဲ့သူတွေဒါ15နှစ်ဆိုအသက်မပြည့်သေးဘူးလေကလေးသားသားအရွယ်လေးပဲရှိသေးရဲ့ပေါ့နော်အပြိုပေါ်ဝင်စားအရွယ်လေးပေါ့ရှင်ဒီလိုသူများသမီးပြိုလေးကိုဒီလောက်ထိအောင်ရက်ဆက်ရှုံးမှာဆိုအဓမ္မပြုကျင့်ပြီးရဲ့ပြင်တက်ဖြတ်ခဲ့တဲ့သူကလူကြားတဲ့နေလို့ရပါသလားမိဘပြိုတို့ဘလို့ထင်ပါသလဲဒီလိုလူထောင်ထဲမှာထည့်လာတာပို့ပြီးတော့လူမှုပတ်ဝန်းကျင်အတွက်အန္တရာယ်မကင်းဘူးလားရှင်ဒီလိုလူမျိုးတွေကလူငိမ့်လည်းမပါသင့်ဘူးထောင်ထဲမှာပဲဖြစ်နိုင်ထည့်ထားတာအကောင်းဆုံးပဲထောင်ကပဲထမင်းကျွေးထားပြီးတော့ထည့်ထားတာအကောင်းဆုံးပဲရှင်တော်သူထောင်ထဲမှာတည်သွားတာအောင်မှအပြင်လူတွေအတွက်အနေနဲ့ကင်းအောင်ပဲဒီလိုလူတွေကမတော်ဆမြန်နောက်ထပ်10နှစ်နဲ့20ကြာလို့ထွက်လာခဲ့ရင်တော့မှသူ့ရဲ့အမှုအကျင့်အတိုင်းသူကဆက်လုပ်မှာပဲပြီးတော့ထောင်ထဲကျသွားပြီးတော့သူပြန်ထွက်လာတဲ့အခြေအနေတစ်ခုမှာဘယ်သူမှလည်းဒီလိုအမှုကြီးနဲ့ကျသွားတဲ့သူကြောက်ကိုအလုတ်ပေးချအကြောင်းလည်းမရှိသလိုမျိုးလူတယောက်လိုဆက်ဆံတဲ့အကြောင်းလည်းမရှိဒီတော့သူ့ရဲ့ဒေါသတွေပေါ့နော်သူ့ရဲ့မရှိဒေါသတွေသူကနစ်နာတဲ့နောက်ထပ်သူတွေစီကိုသူကပုံချအောင်ပါနိုင်ငံသားမှာဆိုလဲဒီလိုပဲဒီလိုမျိုးအတ္တမပြုတ်ကျင်တဲ့အလုပ်တွေလုပ်တဲ့သူတွေကထောင်ကနေပြီးတော့ပြန်လှုပ်ပေးလိုက်လဲနောက်ထပ်ထပ်လုပ်တယ်ရှင်ထပ်လုပ်ပြီးထပ်ဝင်သွားရတာပဲနောင်တဆိုတာမရှိဘူးလို့လူတွေမှာလေလူမဆန်တဲ့လုပ်တဲ့သူတွေမှာနောင်တဆိုတာမရှိဘူးသူတို့ကဒါကိုလူမဆန်ဘူးဆိုတာလေသူတို့အုံနောက်ကဆုံးဖြတ်နိုင်ဆိုတာမရှိလူသားဆန်ချိန်ဆန်ညုံမပြည့်မီတဲ့သူတွေလို့ပြောလို့ရတယ်ဒါကြောင့်ဒီလိုလူတွေကထောင်ထဲမှာပဲထားပြီးတော့ထိမ့်သိမ်းထားတာကအပြင်မှာရှိတဲ့မင်းမပြိုလေးတွေအသက်မပြည့်တဲ့ကလေးတွေအတွက်အနေနဲ့ကဲပါတယ်ဒီလိုလူတွေကတော့ပြန်ပြီးမထွက်လာတဲ့သူတွေပေါ့နော်မိဘပြည်သူများအနေနဲ့ကလည်းကိုယ့်အိမ်မှာဒီလိုမျိုးသားပြုတ်သမီးပြုတ်လေးရှိရဲဆိုရင်အထူးလုံခြုံရေးကိုပြုဆိုင်ကြဖို့တိုက်တွန်းချင်ပါတယ်သူတို့တွေတောက်ထဲထားပြီးတော့သွားတာမျိုးပဲပြုလုပ်စေချင်ဘူးပေါ့နော်အခုဒီကြောက်ဆိုရင်ဒီကောင်မလေးကအိပ်ပျော်နေတဲ့အချိန်မှာသူကအိမ်ကိုဖောက်ထွင်းပြီးတော့ဝင်ရောက်လာတာကျမနိုင်ငံမှာအဲ့လိုသူများအိမ်မှာပစ္စည်းခိုးတဲ့သူတွေကလည်းအဲ့အတက်ပညာတစ်ခုတော့ရှိရဲ့ရှင်ဘလို့တော့မျိုးကိုမဆိုဖွင့်လို့ရတယ်အရင်တော့ဒါကျမနဲ့ခင်တဲ့အန်တီတယောက်ပေါ့နော်သူ့ရဲ့အမျိုးသားဆိုရင်ထောင်မှုဆိုတော့ဘယ်လိုလဲဆိုတော့သူကဒီသူတို့ထောင်မှာပေါ့နော်ခါကျရင်သူတို့တသားဗီဒီယိုကဖွင့်တယ်လေဗီဒီယိုကဖွင့်လို့ရှိရင်တော့ဖွင့်လို့မရဘူးတော့ဘလို့မှဖွင့်လို့မရတော့လည်းပျောက်သွားလို့ရှိရင်ထောင်ထဲမှာတခိုးလောက်တဲ့လူခေါ်လာပြီးတော့အဲ့တော့ဖွင့်နိုင်လို့ရှိရင်ဖွင့်လို့ရတယ်ဆိုပြီးတော့ကျွန်မကြားမှုပဲပေါ့နော်သူတို့ကတော့အဲ့လိုမျိုးဘလို့တော့မျိုးမဆိုသူတို့ဖွင့်နိုင်တယ်သူတို့ကအဲ့လိုပညာရှိတယ်ဒါကြောင့်ကျွန်မကတော့တွေကလုံခြုံစိတ်ချမှုတော့မရှိဘူးဒါကြောင့်နိုင်ငံတကာမှာဆိုရင်လုံခြုံရေးစနစ်ကိုပို့ပြီးတော့တိုးမြှင့်ကြတာပေါ့နော်အိမ်သားကတ်လာတာနဲ့အဲ့လိုအော်တာတို့အတန်တွေအကျဉ်းထွက်တာတို့စသဖြင့်ပေါ့နော်အဲ့လိုလုံခြုံရေးစနစ်တိုးမြှင့်ပြီးလောက်ကင်ကြတယ်ကျွန်မနိုင်ငံကကြတော့ဒါတော့လေးပဲခတ်လိုက်လို့ရှိရင်ဒါလုံခြုံသွားပြီထင်တာမဟုတ်ဘူးရှင်ဒီတော့ရလုံးဝမလုံခြုံတကယ်တော့ဖွင့်နိုင်တဲ့သူတွေလက်ထက်ရောက်လို့ရှိရင်ဒါတွေကသူကဖွင့်လို့ရတယ်ဖွင့်ပြီးဝင်လာမှာဝင်လာရင်ဒုက္ခပေးမှာဟုတ်တယ်နော်ဒါကြောင့်အထူးကိစ္စကြဖို့လိုပါတယ်ဖြစ်နိုင်တဲ့ငွေကြေးတက်နိုင်တယ်ဆိုတော့အိမ်မှာ CCTV တက်ထားတာအကောင်းဆုံးပါပဲ CCTV မြင်တဲ့ခါတော့အနည်းဆုံးတော့သူတို့လက်တော့မှာပေါ့နော် CCTV online နဲ့ချိန်ထားကိုကအပြင်သွားရင်တော့ကိုအိမ်ကိုဘယ်လိုပဲဖြစ်ဖြစ်စောင့်ကြည့်လို့ရတဲ့အတွက်လုံခြုံရေးအတွက်ကိုအနည်းဆုံးတော့အတိုင်းအတာတစ်ခုထိတော့စိတ်ချရတာပေါ့ရှင်းတာလို့ကျွန်တော်ပြောချက်တာပါဒီသတင်းလေးကမိဘပြည်သူများလုံခြုံရေးအသိစိတ်သက်ပုံမှုတိုးမြင့်စေဖို့အတွက်ရည်ရွယ်ပါတယ်ဒါပြင်ကျွန်တော်နိုင်ငံမှာဒီလိုမျိုးအယုတ်တမစိတ်သက်ရှိတဲ့သူတွေကိုလူကြားထဲမှာမထားသင့်ပါဘူးနိုင်ငံတော်ကပဲထိမ့်သိမ်းထားသင့်ပါတယ်ဆိုတာလေးကိုတင်ဆက်ချင်တာဖြစ်ပါတယ်ရှင်ပြည်သူများအားလုံးလုံခြုံရေးအတွက်ပါရှင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်းအနောက်အုပ်စုကအကုန်ဝိုင်းလိန်ပေးထားကြတာပဲဗျာခက်တာကုလသမဂ္ဂအစည်းအဝေးခန်းစားတွေပေါ့နော်ကုလသမဂ္ဂအစည်းအဝေးခန်းစားတွေကပေါ့နော်သူတို့ရေးကျင်တယ်လို့ပေါက်ပန်း40တွေရေးပြီးတော့ပေါ့နော်မြန်မာနိုင်ငံပိုးပြီးတော့တိတ်ခါကြစေမဲ့အချက်လက်တွေကိုပေါ့နော်သူတို့တဘောနဲ့သူတို့အဲ့လိုဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေပေါ့အဲ့လိုရေးပြီးအစည်းအဝေးခန်းစားတွေတင်တာတစ်မျိုးဗျနောက်တစ်ခါ social platform တွေမှာကြည်ရတဲ့ခါကြတော့ပေါ့နော် social platform တွေမှာအကုန်လုံးဒီလက်ရှိအစိုးရကိုပေါ့နော်အပုတ်ချတိုက်ခိုက်ထားတဲ့ဟာတွေကများတယ်ဗျကြည့်လို့ရတာမှလည်းများအကုန်လုံးပြော Google တွေကစားပေါ့နော်အကုန်လုံးပေါ့နော်အဲ့လိုအုံလိုက်ချင်းလိုက်ကိုဝိုင်းပြီးတော့ပေါ့တော့အဲ့လိုလိမ့်ပေးထားတာဗျအဲ့ဒါကတကယ်သူရည်ရွယ်ချက်ရှိတယ်ပေါ့နော်မြန်မာတွေအချင်းချင်းမတင်မမြတ်ဖြစ်အောင်ပေါ့တွေးကွဲတဲ့ကွဲအောင်ပေါ့နော်အမုန်းပွားတဲ့ပွားအောင်ပေါ့နော်
အဲ့လိုအချင်းချင်းနေမညီမညွတ်တွေးကွဲအမုန်းတွေပွားကြမှာတို့အတိုင်းပြည်ကမတိုးတက်မှာလေဒီအတိုင်းပြည်မတိုးတက်တာကိုသူတို့ကမြင်ကြတာပေါ့နော်လှုပ်တဲ့လူတွေကလှုပ်အမုန်းပွားပြီးဖြက်လို့ဖြက်စီလှုပ်တဲ့လူတွေကလှုပ်ပေါ်ထားချကြပေါ့နော်အဲ့လိုဖြစ်အောင်ပေါ့နော်သူတို့မှအားမရသေးတာပေါ့မြန်မာနိုင်ငံမှာဗျာအဲ့လိုတွေဖြစ်တာလဲဖြစ်ချင်တယ်လို့ဖြစ်ပြီးသွားပါပြီဖြစ်ချင်တိုင်းဖြစ်ပြီးသွားပြီကြံမကြံတော့အောင်ကိုဖြစ်ပြီးသွားပါပြီတကယ်ကိုသူတို့စီရနာဆိုးတဲ့အကောင်တွေပေါ့နော်အဲ့လိုပြောမှဆိုလို့ရှိရင်အမေရိကန်ဒေါ်လာတွေပဲဗျာအမေရိကန်ဒေါ်လာတစ်နှစ်ကိုမြန်မာနိုင်ငံအတွက်ကိုဒေါ်လာတန်း90လောက်တုံထားတယ်လို့ပြောတာမြန်မာနိုင်ငံကောင်းရကောင်းကြောင်းအဲ့ဒေါ်လာတပြားမှမရောက်ဘူးမြန်မာနိုင်ငံမကောင်းတဲ့ဟွာတွေပေါ့ပြဿနာရှာပေါ့နော်ဖြစ်လို့ဖြစ်စီလို့စီလုံးမဲ့ဘက်တွေရွယ်အကုန်လုံးတို့အဲ့ဒေါ်လာတွေကရောက်တာပေါ့နော်ဒေါ်လာနဲ့ပန်းပိုးပြီးဖြတ်ထားတဲ့မျိုးမီဒီညာတွေနဲ့ပေါ့နော်အဲ့လိုလှုံ့ဆော်ဝါဒဖြန့်တွေးခွဲရန်တိုက်အုံလိုက်ချင်းလိုက်ပဲဗျာအဲ့ဒါတွေဒါတကယ်စဉ်းစားကြည့်မယ်ဆိုမြန်မာနိုင်ငံတော့တော်တော်ရန်လေးစရာကောင်းတာပဲဘာလို့ဆိုသူတို့ပေါ့နော်ဒီလက်ရှိအုပ်ချုပ်နေတဲ့လူတွေကိုအပုတ်ချအမုန်းပွားအောင်ပေါ့နော်စကလုံးနေနဲ့ပေါ့နော်အဲ့လိုအရှက်အကြောင်းမရှိပေါ့နော်ကျင့်ဝတ်ဒိတ်ခါမရှိပေါ့နော်အဲ့လိုပြောပြီးတစ်ဖက်ကိုကြတော့ပေါ့အဲ့လိုဟွာပေါ့ပြောမယ်ဆိုလို့ရှိရင်ဂုံတင်းပြီးတော့ပေါ့နော်အဲ့လိုတို့ကဘဲမညီအောင်တို့အဲ့လိုလှုပ်ထားကြတာဗျလှုပ်ထားကြတဲ့အခါကျအဲ့ဒါဆိုတဲ့အခါကျတော့မိမိဘက်တော်သားတွေကတော့ပိုးပြီးကြွလို့ကောင်းတော့ပေါ့ပိုးကြွလို့ကောင်းအောင်ကိုတို့ကလှုပ်ထားတာဗျပိုးကြွမှတို့ကဖြစ်စီမှာလေအချင်းချင်းနေပေါ့နော်အဲ့လိုမညီမညွတ်ဖြစ်ပေါ့နော်အလုပ်ဘာမှမလုပ်နိုင်အောင်ပေါ့နော်အလုပ်ဘာမှမလုပ်နိုင်ဘူးဆိုမတိုးတက်ဘူးပေါ့ဗျအဲ့မတိုးမြန်မာနိုင်ငံတိုးတက်တာကိုသူတို့မမြင်ကျင်ကြဘူးပေါ့အဲ့ဒါတွေမြန်မာတွေပေါ့နော်သူတို့တတိထားဖို့ကောင်းတာပေါ့ဗျတတိပြုမိကြဖို့ကောင်းတာပေါ့နော်တကယ်ကြားလို့ရှိရင်ဒေါ်ဆန်းစုကြည်ဆိုတာလေသူ9နှစ်အုပ်ချုပ်ပြီးခဲ့ပါပြီဘာမှမကူညီပါဘူးတကယ်ကြားဖြက်လို့ဖြက်စီလုပ်ဖို့လောက်လာသူတို့ကူညီတာပါတိုင်းပြည်သူ့လက်ဝဲသူတိုင်းပြည်တိဆောက်လာခဲ့တာပဲဘာမှမကူညီပါဘူးခုလိုအနေထားမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ဝိုင်းအားပေါ့ဟိုပေါ့ပြောမယ်ဓာတ်စီဝိုင်းပေးကြတာပေါ့မီးလောင်ဖို့အတွက်ပေါ့နော်အဲ့လိုဖြစ်ကြတာဒေါ်ဆန်းစုကြည်ကတကယ်ကျအားလုံးလုံးနိုင်တဲ့သူကအရေးချင်းသူမှရှိလဲမရှိပါဘူးသူကဘောင်းဆိုသူအုပ်ချိုးရေးစီမံခန့်ခွဲရေးတွေသူတက်မှမတက်တာလေတကယ်ကျသူကကန်းလန်တိုက်လာတဲ့ကန်းလန်တိုက်တဲ့ကကျေကျုံနဲ့နေလဲရထောင်နဲ့နေလဲသူအတွေ့အကြုံဆိုတော့အဲ့ဒါပဲရှိတာမြန်မာနိုင်ငံပေါ်စီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့စွမ်းရည်သူအတွေ့အကြုံဘာမှမရှိဘူးအဲ့ဒါဆိုတဲ့ခါကျတော့ပေါ့သူကဒေါ်ဆန်းစုကြည်ကိုသူတို့ပေါ့နော်အဲ့လိုလုပ်ပေးနေမှသူတို့ကမြန်မာနိုင်ငံတို့ကမညီမညွတ်ဖြစ်ပြီးသူကဟောပြောမှဆိုလို့ရှိရင်ဂျုံကြမှာလေအဲ့လိုဂျုံကြဖို့အတွက်ကိုသူတို့ကအဲ့လိုလုပ်တာပါတကယ်လို့ဒါမြန်မာနိုင်ငံဟောပေါ့မြန်မာနိုင်ငံဟောပေါ့နော်ဒေါ်ဆန်းစုကြည်ကပေါ့နော်အတိုင်းတာတစ်ခုထီအောင်မြင့်တင်နိုင်တဲ့စွမ်းရည်ရှိမယ်ဆိုလို့ရှိရင်သူဒေါ်ဆန်းစုကြည်လည်းသူအပုတ်ချမဲ့တဘောရှိတယ်ကြည်ရတာဒေါ်ဆန်းစုကြည်ကကျတို့မြန်မာနိုင်ငံကြီးကိုတကယ်ကိုအထက်ထီအောင်ဟိုထိပ်ထီအောင်တော့ဆွဲတင်ပေးနိုင်လောက်တဲ့အလားအလာအနေထားစွမ်းရည်ရှိတော့တယ်ဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ကိုလည်းသူကတိုက်ခိုက်မှာခုလိုပုံစံမျိုးပေါ့ဗျာလူတွေပေါ့သူ့ကိုမကြည်မပြူးဖြစ်လာအောင်ပေါ့နော်လူတွေသူ့ကိုမုန်းလာအောင်ပေါ့နော်လူတွေကသူ့ကိုလက်မခံကြအောင်ပေါ့နော်အဲ့လိုအပြစ်အနာစာတွေပေါ့နော်အဲ့လိုအပုတ်ချမှုတွေနဲ့သူလုံမှာပဲဗျာခက်တာဒေါ်ဆန်းစုကြည်ကဘာမှမလုပ်နိုင်ဘူးဆိုတော့သူကတိတဲ့ခါကျရင်ဒေါ်ဆန်းစုကြည်နဲ့သူတို့ကအဲ့လိုတဲပြီးတော့ပွဲတဲပြီးတော့သူကအဲ့လိုပြဿနာဖြစ်အောင်သူတို့ကဒါဖန်တီးကြတဲ့ဘောပဲအဲ့ဒါတွေကိုမြန်မာတွေနားလည်ဖို့ကောင်းတာပေါ့ဗျာတကယ်ကြလို့ရှိရင်ပေါ့နော်ဒေါ်ဆန်းစုကြည်ဆိုလည်းအတက်ကြီးပါပြီပေါ့နော်အတက်ကြီးတဲ့ခါကျဒီဒေါ်ဆန်းစုကြည်ကိုအကြောင်းပြုပြီးတော့ပေါ့နော်ခင်ဗျားတို့အမုန်းပွားအချင်းချင်းတွေအမုန်းပွားကြပေါ့နော်မြောက်ပေးတဲ့လူကမြောက်ပေးခင်ဗျားတို့ရန်နေဖြစ်တဲ့မြန်မာတွေကရန်နေဖြစ်ကြသူတို့ကအထင်သေးမှာပဲဗျာပြောမှဆိုမြန်မာတွေပေါ့နော်တို့ကိုပဲပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေလည်းအားနေကြတယ်ပညာရည်ပိုင်းဆိုင်ရာတွေလည်းအားနေကြတယ်ဆိုအပညာပိုင်းဆိုင်ရာတွေလည်းအားနေကြတယ်ဆိုသူတိလောက်တယ်သူတိပါတယ်တကယ်ကျမြန်မာတွေကိုသူတို့အထင်သေးတာပေါ့နော်အဲ့ဒါဆိုခင်ဗျားတို့သူမြောက်ပေးတဲ့အတိုင်းခင်ဗျားတို့ကြက်လိုက်ကြပေါ့ဗျာကကြပေါ့ဗျာခင်ဗျားတို့ကြက်လိုက်ကြလေကြက်ကားကြလေတိုင်းပြည်ကတော့အဲ့ဒါဒုက္ခရောက်တဲ့ယောက်ျားမှာပေါ့ဗျာသူဒုက္ခရောက်အောင်သူတို့အဲ့လိုတမက်တက်လို့တော့ပေါ့သူတို့အံ့ဩစရာကောင်းပါလေဗျာကြည့်လိုက်တဲ့ခါကျတော့ကြည်မကြည်အဲ့ဟာတွေပဲတွေ့နေရတာပေါ့နော်အဲ့ဟာတွေ့တဲ့ခါကျတော့ပေါ့နော်
တကယ်လို့ဒါဒီပုံကိုယ်တွေကပေါ့နော်ဒီအတိုင်းပြည်ကိုစိတ်စေတနာမှန်မှန်ကန်ကန်နဲ့မလုပ်ဖဲနဲ့ပေါ့နော်ဟောပေါ့ပြောမှဆိုလို့ရှိရင်ဗျာမတာတွေလုပ်ကြမယ်ဆိုဒီပုံကိုယ်တွေကိုသူတို့ဟာဟောဖြစ်ရင်ဖြစ်တော့တယ်ဗျတိတ်ခါမချဘဲနဲ့သူကအမွှန်းတင်တော့တယ်ဒီပုံကိုယ်တွေလုပ်တာအတိုင်းပြည်ဘာမှတိုးတက်နိုင်တဲ့လက္ခဏာမရှိဘူးပေါ့နော်အတိုင်းပြည်တိုးတက်နိုင်အောင်ဒီပုံကိုယ်တွေကဆွမ်းဆောင်နိုင်တဲ့အရေးချင်းတွေမရှိကြဘူးဆိုလို့ရှိရင်ပေါ့နော်သူတို့မှမြင်နေတဲ့အတွက်ဒီပုံကိုယ်တွေကောင်းကောင်းမွန်မွန်လှုပ်လို့ကင်လို့မရအောင်ပေါ့နော်သူတို့အဲ့လိုစေရနာစိုးနဲ့ပေါ့ရုပ်ရုပ်မာမာသူတို့အဲ့လိုလုပ်နေကြတာကုလသမဂ္ဂဆိုလည်းအစည်းအဝေးခံစားတွေအားစားပေါ့မှားမှားယွင်းယွင်းနေကြီးမြန်မာတိတ်ခါကြအောင်ပေါ့နော်အကုန်ဝိုင်းလိန်နေကြတာပဲဗျာတကယ်ကြအဲ့ဒါတွေကိုပေါ့နော်ကျူတို့မြန်မာတွေပေါ့နော်တော်တော်လေးသတိတန်ဝေကရကြဖို့ကောင်းပြီပေါ့ဗျာဘာပြောပေါ့နော်အရှိတောင်အားရှာနိုင်ငံတွေမှာလည်းပေါ့မြန်မာအခုချိန်ထိအောင်ပေါ့နော်ပြဿနာနွန်နေကမထွက်နိုင်နေဘူးပေါ့နော်အခုတော့ဒါဘာပြောသူတို့လှုပ်နေကြပြီပေါ့ဗျာဘသူပဲလှုပ်ပါအဓိကတော့တိုင်းပြည်အဆင့်မီဖို့ပေါ့ကမ္ဘာနိုင်ငံတွေရဲ့အလဲမှာပေါ့နော်မော်ကြွားနိုင်ဖို့ပေါ့ဗျာခေါင်းတုံးဒါနိုင်ဖို့ပေါ့နော်ဒါတွေအရေးကြီးတာပေါ့ဗျာဘလို့မှတာစရာအကြောင်းမရှိဘူးဗျာ88ခရရတိုင်းပေါ့ပြဿနာတွေတက်လာကြတာပေါ့အဲ့လိုတက်လာအောင်လဲသူတို့နှီးမျိုးစုံနဲ့အဓိကမီဒီယာလည်းသူတို့ဘက်ကအားကောင်းတာပဲလေငွေကြေးလည်းသူတို့ဘက်ကအားကောင်းတာသူတို့လုံးလို့များအကုန်ခန်းနေရတဲ့ဘောပဲအဲ့ဒါဆိုတဲ့အခါကျမိဘတော်တာတွေအဲ့လိုရှို့လေသူတို့မှာဟုတ်လာကြီးထင်လေးဖြစ်နေတာအခါကတော့ဟုတ်လာကြီးထင်လေးအတိုင်းပြီးပြက်လေးပေါ့ဗျာအဲ့ဒါကိုချင်းမညီမညွတ်မနော်အဲ့လိုရံမီးပွားအမုန်းပွားပြီးတော့အဲ့လိုဖြစ်ကြတာအဲ့ဒါတွေကိုပေါ့နော်နားလေကြဖို့အတွက်ကျုပ်ကဒါဒီစကားတွေဒါဒီညပြောပြတာပေါ့နော် နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့မူမြင့်နဲ့လွတ်တော်တာဝန်ကျရဲဝန်ထမ်းတို့ကိုဒီရေလုံသားအဖြစ်ရောင်းစားတဲ့3ဦးကိုဖမ်းဆီးလိုက်တဲ့အခြေအနေဒီဖြစ်စဉ်ကတော်တော်လေးလဲရည်စရာကောင်းတယ်ဗျဖြစ်တာကဇွန်လ19ရက်နေ့ညနေ4:00နာရီခွဲခန့်မှာတဲ့မော်လမြိုင်မှာရှိတဲ့ကျွန်တော်တို့ပြည်နယ်လွတ်တော်ပေါ့ပြည်နယ်လွတ်တော်မှာရှိတဲ့တာဝန်ကျတဲ့ရဲဝန်ထမ်းကသူ့ဂျူတီပြီးတော့ရဲတပ်သားဖြစ်တဲ့ဇော်ဝင်းထွန်းသူ့ဂျူတီပြီးတော့သူ့ဂျူတီပြီးတဲ့အခါမှာမော်လမြိုင်မြို့တောင်ဟိုတန်းပေါ်မှာရှိတဲ့ဒကမောက်စီတို့တော့ဖူးတယ်တော့ဖူးတော့သူကရှင်ပြမထိုင်နေပါဗျာသူလည်းဘာတွေလွမ်းနေလဲမသိဆွေးစရာရှိတယ်ဆွေးမှာပေါ့ဗျာလူငယ်ဆိုတော့လွမ်းစရာရှိတယ်လွမ်းမှာပေါ့အဲ့ချိန်မှာကျွန်တော်အမျိုးသား3ယောက်ရောက်လာပြီးတော့သူပါးနေတာတွေပိတ်ရိုက်ပြီးတော့မင်းဘာကောင်းလဲငါဘာကောင်းလဲကွာဆိုပြီးတော့စာချုပ်ပေါ်ခေါ်တင်သွားတယ်ခေါ်တင်လာပြီးတော့သူ့ကိုလာခေါ်တဲ့လူက3ယောက်ဆိုင်ကန်တစီသူ့ကိုအဲ့မှာလူအမျိုးသား2ယောက်ကကြားထဲထည့်ပြီးတော့သူ့ကိုခေါ်သွားတယ်တဲ့ငါဘာကောင်းကွာမင်းဘာကောင်းကွာဆိုခေါ်သွားတယ်ခေါ်သွားပြီးတော့ကြက်ခမီမျိုးကိုသူတို့မောင်းသွားတယ်ည7:00နာရီမှာကြက်ခမီမျိုးကိုရောက်တယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီရေလုတ်သားတွေကိုကျွန်တော်တို့စုတဲ့ပွဲစားဖြစ်တယ်ပွဲစားရှိတဲ့သူပို့လိုက်တယ်ပေါ့ပွဲစားနဲ့နာမည်ကတင်စာလင်းနဲ့တော့ဗျာကျွန်တော်တို့ဒီအလုံသမားစုတဲ့ခေါင်းပေါ့ဗျာအဲ့ဒီအလုံသမားစုတဲ့ခေါင်းပေါ့အဲ့ဒီအိမ်ရောက်လာတယ်တဲ့အဲ့မှာသူကကြက်ခမီမှာရှိတဲ့ရေလုံသားပွဲစားဖြစ်တဲ့မတ်တင်စာလွင်အိမ်ကိုရောက်သွားပြီရောက်သွားတော့ခုနကဆန်ကယ်သမားတွေရဲ့လူမိုက်လူရန်ကားတွေပြောဆိုတဲ့အတိုင်း12 သိန်းပေးပေါ့သူဒီမှာရေလုံသားလုပ်ဖို့အတွက်ကြိုထုတ်တယ်12 သိန်းပေါ့ဗျာအဲ့လာနဲ့ဒီပွဲစားဖြစ်တဲ့အမျိုးသမီးကဒီကောင်လေးမူမမှန်ဘူးပေါ့ဗျာခဏနေတော့အဲ့ဒီကောင်လေးကိုသူက yes ကောင်ကိုသွားပြီးအကြောင်းကြားခိုင်းလိုက်တယ်ပေါ့အကြောင်းကြားခိုင်းပြီးတော့သူကအဲ့မှာ yes ကောင်မှာသူကအကြောင်းကြားပြီးတော့သူဒီလိုဖြစ်စဉ်ဖြစ်တယ်ပေါ့ဗျာဖြစ်တဲ့အကြောင်းကြားတယ်ကြက်ကမီနေမီ yes ကောင်အကြောင်းကြားတယ်အဲ့မှာကျွန်တော်စကန်မှုရဲအုပ်စန်းကိုဦးစီးဖွဲ့မှာဒီရေလုံသားပွဲစားဖြစ်တဲ့မတ်တင်စာလွင်ကိုလာစစ်တယ်ပေါ့လာစစ်ပြီးတော့ခုနကလာပို့တဲ့သူကဘယ်သူတွေလဲဆိုတော့နောက်ကြောင်းလိုက်တယ်လိုက်တဲ့အခါမှာခုနကလူပြန်ပေးဆွဲတဲ့အဖွဲ့ဖြစ်တဲ့မော်လမြိုင်မြို့မင်းဒီကုန်းရက်ကွက်ဘူတာကြီးဝန်းမှာနေတိုင်းအသက်52နှစ်အရွယ်တင်တန်းနောက်တစ်ယောက်ကမော်လမြိုင်မြို့ကြာအင်းကြီးအောင်အုပ်စုဇော်ကုန်းကြီးအောင်မှာနေထိုင်တဲ့အသက်46နှစ်အရွယ်တင်မင်းထွတ်နောက်တစ်ယောက်ကတော့မော်လမြိုင်မြို့မင်းဒီကုန်းရက်ကွက်ဘူတာကြီးဝန်းမှာနေတိုင်းတဲ့အသက်38နှစ်အရွယ်ဖြိုးကိုသူတို့3ယောက်ဖမ်းလိုက်တယ်ပြီးသွားတယ်အဲ့ဒီလူတွေအသုံးပြုတဲ့ဆိုင်က82ရပလက်မြင်းဆောင်ခွန်ကား86ပြီးရင်ကျွန်တော်တို့နောက်တဲ့တစ်စီးကရပလက်3484အဲ့ရတယ်မိတယ်တဲ့လက်ရှိသူတို့တော့လူကုန်သားနဲ့စစ်ဆေးနေတယ်ပေါ့ဗျာစစ်ဆေးနေတယ်အဲ့တော့ဘယ်လောက်ဆိုလဲဗျာခင်ဗျအဲ့ဒါတွေကအဲ့ဒီဒေတာမှာဘယ်လောက်ကြီးဖြစ်နေပြီလဲခင်ဗျတို့စဉ်းစားကြည့်ဒီနေရာမှာဒါကဒီရဲတက်သားမလို့သူရဲ့ထွက်ပေါက်ကိုသူရှာနိုင်လို့ပြန်ရောက်တာမဟုတ်ဘူးဆိုရင်ခင်ဗျဒီရဲတက်သားခင်ဗျလူလဲရောင်းစားခံအောင်ပဲရဲပြေးဖြစ်လဲခင်ဗျကြောင်ညာခံအောင်ပဲအဲ့တော့ तू ကဒီတော့ခင်ဗျ
ဒီရေလုံငန်းနဲ့ပါသွားပြီဆိုတော့သူကုန်းပေါ်တက်လို့မလွယ်တော့အဲ့တော့တရားစီလောက်ကကြမ်းပါပဲအဲ့တော့တရားစီလောက်ပြီးတော့သူကရဲစခန်းသွားပြီဆိုလဲဟိုမှာရဲတပ်ဖွဲ့ကသူ့ရဲ့လှုပ်ထုံးလုပ်နေရသူ့ရဲပြည့်ကျွံကြပြီသူကနှစ်ခါနာအောင်ပဲအဲ့လိုဖြစ်စဉ်တွေကကျွန်တော်ဘလောက်ဖြစ်နေပြီလဲပေါ့ဗျာဒါတွေကျွန်တော်တို့ဟိုပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်ဒီသေးပြချုပ်ချင်တာကကျွန်တော်တို့မော်လမြိုင်မှာတော့ခုနကမျိုးသား3ယောက်ပေါ့ဗျာမျိုးသား3ယောက်ကသူလွမ်းဖျားပေါ်မှာလွမ်းဆွေးနေတဲ့ရဲတပ်သားတယောက်ကိုဖမ်းခေါ်ပြီးတော့ခင်ဗျာအဲ့မှာရေလုံငန်းဘက်ကိုတွားရောက်နေတယ်ဗျာဘလောက်မှရိုင်းနေဆိုရင်လက်ရှိအဲ့ဒီ3ယောက်တော့ဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်ဒါတော့ကျွန်တော်တို့မော်လမြိုင်ရဲ့အခြေအနေဒါကြောင့်လူငယ်တွေအနေနဲ့ကိုမတရားအလုံးမခံဖို့အတွက်တွားတဲ့နေရာကိုတွားတဲ့အခါမှာအုပ်စုလိုက်တွားတယောက်တည်းမတွားနဲ့အုပ်စုလိုက်တွားလူမိုက်လူရန်ကားတွေရှိတယ်ဒီလိုကောင်းတွေရှိတယ်အဲ့မှာခင်ဗျားတို့မှာကြားဖောင်ပဲမျိုးရောင်းပလိုက်တွားပြီးပြန်လမ်းမဲ့ပဲနောက်ထပ်သေးဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ဖျားသုံးသူမျိုးချင်းတွေပေါ့အဲ့တော့ဒီအပိုင်းမှာ KNU ထောက်ပံ့ပေးထားတဲ့မီဒီယာတွေလည်းတောက်လျှောက်ရင်းနေတယ်အဲ့တော့ဖျားသုံးသူနဲ့ပတ်သက်ရင်တက်မတော်ကဖျားသုံးသူပြန်တောင်းတယ်ပေါ့ဗျာသူတို့တောက်လျှောက်တွေရေးနေကြတယ်ခင်ဗျားတို့လည်းသိပါလိမ့်မယ်အဲ့တော့ဖျားသုံးသူရဲ့အခြေအနေကဒီမြို့ပေါ်မှာကျွန်တော် KNU ရှိတယ် DKB ရှိတယ်ဒီဘွဲတွေလှုပ်ရှားနေတယ်ဖျားသုံးသူမျိုးကိုဒီအကြမ်းဖက်အုပ်စုတွေက2023ခုနှစ်စက်တင်ဘာလ20ရက်နေ့မှာသူတို့မြို့ကိုသူထိန်းချုပ်နိုင်ခဲ့တယ်ပေါ့ဗျာဆိုတော့မြို့ထိန်းချုပ်နိုင်တယ်ပေါ့ဗျာအဲ့တော့မြို့ပေါ်မှာတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့ရန်တရားမရှိဘူးပေါ့ဗျာဖျားသုံးစုကမြောက်ဦးမြို့နီးတူစေးရရေးပါတယ်စေးရရေးပါတယ်နေရာနေဆက်မြို့တိုးတော့လည်းပဲဒီဖျားသုံးစုမြို့ရဲ့အနီးမှာတက်မတော်ရဲ့ကျွန်တော်တို့တကယ်ပင်မစကန်တွေရှိသေးတယ်လက်ရှိမှာတက်မတော်ကဒီနေရာမှာရှိတဲ့ဒီ DKB အနေနဲ့ဒီကနေထွက်ဖို့ဒါတက်မတော်ကညွှန်ကြားထားတယ်လို့ကျွန်တော်နားလေရတယ်မဖဲဘူးဆိုဘာလုပ်မလဲမဖဲဘူးဆိုစေးရရှင်းပါဦးဗျာဒါပဲရှိတာဘာကြောင့်ဒီလိုလုပ်ရလဲရှင်းလေးလက်ရှိဒီတက်မတော်ကထိုင်းမြန်မာနယ်စပ်တကြောမြောက်ဦးတကြောမှာရှိတဲ့ကြားဖြတ်တွေကိုတက်မတော်တောက်လျှောက်နှိမ်နေတယ်လက်ရှိမှာဆိုလည်းပဲဒီကြားဖြတ်လုပ်ငန်းလုပ်ကင်ခဲ့တဲ့အစာအုပ်တွေနေ့စဉ်ကိုခင်ဗျမိုင်းခွဲဖြတ်စီနေဖြိုချတယ်တက်မတော်ကဒီမြောက်ဦးမြို့ချမ်းမှာရှိတဲ့ဒီကြားဖြတ်တွေကိုတောက်လျှောက်နှိမ်လိုက်တော့ဘာဆက်ဖြစ်လဲဆိုတော့ဒီကြားဖြတ်အုပ်စုတွေကဒီလက်နက်ကင်အဖွဲ့တွေရဲ့အကာအကွယ်ကိုယူပြီးတော့ဖျားသုံးစီပေါ်မှာသူလှုပ်ရှားတယ်လေပတ်တယ်လေပတ်တော့တက်မတော်ကလည်းကျွန်တော်တို့ဒီကြားဖြတ်နေရှင်းဖို့ဆိုရင်ဒီဖျားသုံးစုတကြောမှာသူထက်ရှင်းဖို့အတွက်ဒီမှာရှိတဲ့ DKB အနေနဲ့ဂျာမညက်ဖို့အတွက်တက်မတော်ကပြောတာမင်းတို့ဒီကနေစုတ်တော့မင်းတို့ဒီကနေခွာတော့မဟုတ်ဆိုရင်ငါတို့ကင်တော့မယ်ဆိုတဲ့သဘောပဲအဲ့တော့ DKB အနေနဲ့ကျွန်တော်တို့ဒီမျိုးကနေစုတ်มาလားဘာလို့มาလဲပေါ့ဒီလိုအခြေအနေတော့ဖြစ်နေပြီဒီလိုအခြေအနေဖြစ်ပြီးတော့ကျွန်တော်နားလေရတယ်။ဖျားသုံးဆိုတာကျွန်တော်တို့စေရေးရအရန်ကိုရေးပါတယ်ဒီနေ့မှာကျွန်တော်တက်မော့စကန်တွေရှိတဲ့နေရာကမြို့ရဲ့ viewer ကုန်းနဲ့နဂတ်တောင်ပေါ့ဗျာအဲ့မှာခေါ်တဲ့နဂတ်တောင်မှာတော့တက်မော့ပင်မစကန်တွေရှိတယ်။ဖျားသုံးသူမျိုးကဒါကြိုင်းစစ်ကြီးကြိုက်မြော်မော်လမြိုင်ပေါ့ဗျာအဓိကကျွန်တော်အရေးစေရေးရရေးပါတယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့လမ်းမကြီးမှာတည်ရှိတယ်။နောက်ထပ်စီဝါရေးပါမှုကဒီဖျားသုံးသူမျိုးရဲ့အနီးတပြူကြီးွာအဲ့တော့တပြူကြီးွာတကြောမှာကျွန်တော်တပြူတတ်ထုမိုင်းဆိုတာရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီလက်နက်ကင်အဖွဲ့တွေဒီ KNU နဲ့အခြားသောကျွန်တော်တို့နိုင်ငံသားတွေပေါ့ဗျာထိုင်းနိုင်ငံသားတွေဒီမှာတရားဝင်ခိုးတူးနေကြတယ်နောက်ထပ်တနေရာကတော့မြောက်ဘက်မှာဖျားသုံးသူရဲ့မြောက်ဘက်မှာတည်ရှိတဲ့မက္ကာရွာဆိုတာရှိတယ်မက္ကာရွာတတ်ထုမိုင်းဆိုတာရှိတယ်အဲ့ဒီနေရာတွေမှာသူတို့အလုံးနဲ့အရင်တော့တူးနေတယ်နေညောင်တူးနေတာအဲ့တော့တက်မတော်ကလည်းဒီနေရာတွေပြန်ရယူဖို့အတွက်တက်မတော်ကလက်ရှိမှာကျွန်တော်တို့စေးလှုပ်ရှားနေတယ်ပေါ့မလှုပ်ရှားခင်တက်မတော်ပေါ်တယ်ပြောတာငါတို့ဒီနေရာဝင်တော့မယ်မင်းတို့ဒီနေရာနဲ့စုံပါလားငါတို့တိုက်ရမှာလားတက်မတော်မေးနေပြီအဲ့တော့တက်မတော်ကမေးတာ2ကြိမ်ရှိသွားပြီလို့သူတို့ဒေသမီဒီယာတွေမှာဖော်ပြတာ2ကြိမ်ရှိသွားပြီနောက်တစ်ကြိမ်ဆိုတော့အတန်နဲ့လက်နဲ့တသားလေးလာတော့မယ်အတန်နဲ့လက်နဲ့တသားလေးလာတော့မယ်အတန်နဲ့လက်နဲ့တသားလေးလာမဲ့အချိန်ကိုစောင့်ပါလားကိုးသီးနဲ့ကိုထွက်ပါလားပေါ့ဗျာဒီလိုအခြေအနေတော့ဖြစ်လာပြီဖျားသုံးစုမျိုးကစေးရရေးပါတယ်စီးဝါးရရေးပါတယ်လမ်းမဆက်သွယ်ရရေးပါတယ်ဒီနေရာကိုထိန်းချုပ်နိုင်မှသာလျှင် KNU ခါရှိမှာအဲ့တော့ပြီးခဲ့တဲ့ကာလခင်ဗျားတို့ကြည့်လိုက်ဒီမြောက်ဦးမျိုးတကြောမှာကြားဖြတ်နေလှုပ်ရှားစဉ်ကာလကတက်မတော်ကအဲ့ချက်မှာထိုးစစ်မစင်ကာလမှာ KNU ဘက်မှာခင်ဗျာဒီကြားဖြတ်ရတဲ့ငွေနဲ့တက်မတော်ကောင်းတိုက်နေတယ်လေဗျာဒီမှာတိုက်လိုက်တော့မှခင်ဗျာအနန်းကွင်းတို့ခင်ဗျာကလည်းတကြောလုံးတိုက်တာပဲခင်ဗျာပိုးစိုးပါးစက်တိုက်တာတက်မတော်ကဒီကြားဖြတ်တွေကိုရှင်းလင်းပြီးတဲ့အခါမှာတောက်လျှောက်ကျွန်တော်တို့ရှင်းလင်းတဲ့အခါမှာဒီ KNU မှာတိုက်စရာငွေသိမ့်မရှိတော့အဓိကသူဘာကြောင့်တိုက်ရလဲဆိုကြားပြန့်လုပ်ငန်းနဲ့အကာအကွယ်ပေးလို့တိုက်တာရှေ့ကနေငါတို့တိုက်မယ်ကွာမင်းတို့လှုပ်ရှားရှာလုံးငါတို့ငွေပေးဆိုတဲ့ပုံနဲ့လှုပ်တာချမ်းဆောင်ခွေးသဘောမျိုးနဲ့လှုပ်တာပေါ့ဗျာလက်ရှိဒီကျွန်တော်ဖျားသုံးစုဘက်မှာလည်းအဲ့ဒီပုံစံလှုပ်နေတာမြောက်ဝိဘက်ကရွှေ့လိုက်တဲ့ရွှေ့သွားတဲ့ထွက်ပြေးသွားတဲ့အဖွဲ့တွေကခင်ဗျအိမ်မှာရှိတဲ့ဒေတာလက်နက်ကိုင်အဖွဲ့တွေရဲ့အကာအကွယ်ကိုယူပြီးတော့ကြားပြန့်နေလုံနေလို့မျိုးကန်တွေကပြောတယ်အဲ့ဒီတော့တက်မတော်ကကျွန်တော်တို့နေမြေနံပါတ်1နေမြေချင်းတွေကနံပါတ်2ကြားဖြန့်တုတ်တင်ဖို့နံပါတ်3
ဒီ area မှာရှိတဲ့တရားစားတွေထိန်းချုပ်ပြီးတော့တပ်မတော်ကဒီ area ကိုထိုးစစ်ဆင်မှာဒါကြောင့် DKB အနေနဲ့မင်းတို့ဒီကနေစုံပါလားမင်းတို့စုံလို့စုံမင်းတို့စုံမင်းတို့စုံမင်းတို့မစုံငါတို့တိုက်တော့မှာနော်ပြောနေပြီအဲ့တော့ပြောတဲ့အတိုင်းခင်ဗျားတို့ငါတို့ချမယ်ကွာဆိုချသဘောပဲဒါတော့ခင်ဗျားတို့သဘောနော်ဒီဖျားသုံးစုကနံပါတ်1စေရရေးပါတယ်နံပါတ်2စီဝါရရေးပါတယ်နံပါတ်3ဂုံသိက္ခာရရေးပါတယ်ဂုံသိက္ခာဆိုဒီ area မှာကြားဖြန့်နေရှိတယ်အဆောက်အဦတွေခင်ဗျာ Google Map ကနေကြည့်လိုက်ဗျာခင်ဗျာဖျားသုံးစုမှာဘာဆက်ယုံရှိလို့လဲဗျာဘာဆက်ယုံရှိတာဆိုလို့ခင်ဗျာအဲ့ဒီတတ်ထုမိုင်းတွေပါမှာပဲရှိတယ်ကျန်တဲ့မှာဘာမှမရှိဘူးအဲ့ဒီမှာခင်ဗျာဆက်ယုံကဘာဆက်ယုံမှမရှိဘူးခင်ဗျာဒီကြားဖြန့်လုပ်ငန်းလဲပတ်မဲ့အဆောက်အဦပဲရှိမှကျန်တာမရှိဘူးအဲ့တော့တပ်မတော်ကလည်းခင်ဗျာရှင်းပါပဲနိုင်ငံတော်ရဲ့ဂုံသိက္ခာနိုင်ငံတော်ရဲ့ပိုင်နဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတွေတိုက်မယ်နိုင်ငံတော်တရားစာသားကိုခိုးယူနေတဲ့အတွက်ကြောင့်ရှင်းထုတ်မယ်ကြားဖြန့်ကိုရှင်းမယ်လို့ကျွန်တော်တို့နိုင်ငံတကာကိုနိုင်ငံကောင်းဆောင်တွေပြောဆိုတာပြီးသားဒါတော့ရှင်းပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဒီ DKB အနေနဲ့သူတို့ဘယ်လမ်းရွေးမလဲအဲ့တော့ငါတို့ KNU အားကိုနဲ့ငါတို့ဒီတိုင်းပဲဆက်နေမယ်ဆိုတော့ခင်ဗျားတို့သဘောတော့မကြခင်တပ်မတော်ကဖျားသုံးစုမှာနိုင်ငံတော်အလံတွေတက်မယ်အဲ့တော့တပ်မတော်ကဒီနေရာမှာမရှိတာမဟုတ်ဘူးနော်မျိုးရဲ့အပြင်မှာတော့ရှိတယ်ရှင်းမယ်လာလိမ့်မယ်နောက်ဆုံးသေးဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ဒီတောင်သာမျိုးနယ်မှာရှိတဲ့ PLA ပေါ့ဗျာ PLA ပေါ့သူတို့ရဲ့အရှိကောက်ကပြည်သူလွတ်မြောက်ရေးတပ်မတော်ပေါ့ကွန်မြူနစ်ပုံစံဖွဲ့စည်းထားတာပေါ့ဒီကနေ့မုံလပိုင်းမှာပေါ့အဲ့ဒီစကန်နေရာကိုဒီ NUG အုပ်စုတွေကအင်အား900နဲ့လာတိုက်တယ်ပေါ့လာဝိုင်းပြီးလာတိုက်တယ်ပေါ့တိုက်တဲ့သူထွက်ပြေးရတယ်ပေါ့ဗျာခုနက PLA ဖွဲ့ကထွက်ပြေးရတယ်ဒါသူတို့ထုတ်ပြန်နေစားထွက်ပြေးရတော့ဒီ NUG ရဲ့တောင်းဆိုချက်ကမြင်းညက်ခရိုင်တွင်းမှာတဲ့ PLA တက်တွေဒီကအားလုံးထွက်ပြေးရမယ်အဲ့တော့ဆိုလိုတာကကျွန်တော်မြင်းညက်ခရိုင်ဆိုတာပဲအမှတကြောလုံးပဲအဲ့တကြောလုံးကမင်းတို့ထွက်မင်းတို့တော့ဟိုအောင်နေဘယ်မှာသွားနေမှာအဲ့ PLA တွေဘယ်မှာသွားနေမှာဟိုအောင်တွေကငကိုတွေကဟိုမှာဟိုမိုးကုတ်တို့ကျွန်တော်တို့မိုးကုတ်တပိတ်ချင်းမိုးကုတ်စင်ကူပေါ့ဗျအဲ့တကြောလုံးကတိုက်ထုတ်ခံဟိုကောင်နဲ့မြေကြောင်းနဲ့လာပြီးတော့ဒီဘက်ကိုAOE မြေကြောင်းနဲ့ကဗျကြွက်ကဲပြီးတော့တို့အမပုံနီလန်းမျိုးစုံနဲ့ပုံဖြတ်ပြီးတော့ဒီကိုပြန်လာခိုးရတာလောက်တော့လက်ရှိ NUG ကတို့တခါမင်းတို့ဒီကနေထွက်တယ်ညင်းကြခိုင်တို့မှာထွက်မထွက်ဘူးဆိုတော့ဆေးရရှင်းမယ်ပေါ့အဲ့တော့ PDF တွေမင်းတို့ဘယ်လန်းရွေးမှာလဲကြိုက်တဲ့လမ်းကိုရွေးအဲ့တော့ဒီမှာတော့သူတို့ရဲ့ထုတ်ပြန်တာကနံပါတ်6ကကျွန်တော်တို့အနေနဲ့တော်လိုင်းရေးဖွဲ့ခြင်းဆွေးနွေးညှိနှိုင်းရတာလိုလားပြီးတော့မိမိတို့ဘက်မှာမြည်သည့်ကာမှာကြည်စဖောက်မိမဟုတ်ကြောင်းအတိပေးအပ်ပါသည်ဒါတော့သူတို့ကိစ္စပေါ့ဗျာအဲ့တော့ဆိုတာတော့ဗျာဒီသတင်းပြတ်ချုပ်ချတာဆိုတာကဒီတောင်သာမျိုးနယ်မှာရှိတဲ့ PLA ပေါ့ PLA အဖွဲ့ရဲ့စကန်ကို NUG ကအင်အား900နဲ့ဝင်ဝိုင်းတော့သူတို့ဆုတ်လိုက်ရတယ်ထွက်ပြေးလိုက်ရတယ်သူတို့ထွက်ပြေးနေရပြီ22ရက်6လယနေ့ပေါ့ယနေ့22ရက်6လ2026ရက်တွေနဲ့သူတို့ထိန်းချုပ်ထားတဲ့ကြီးဝါကိုသူတို့ဝင်စီးတယ်တဲ့ PLA ပိုင်းနဲ့ဖောကာနှစ်စီးတဲ့ Probout တစ်စီးတဲ့ဒါတွေယူသွားတယ်ပြီးရင်ကျွန်တော်တို့ဒီ PLA ကိုလက်ခံတဲ့နေမျိုးဝင်ရောက်စစ်ဆေးတာတွေလူတွေကိုဖမ်းတာဒါတွေလုပ်နေပါတယ်ဒါသူတို့ထုတ်ပြန်ချက်သူတို့ချင်းချကြပါဗျာစက်ကြီးပေါ့ကျွန်တော်ပြောပါတယ်ကျွန်တော်ပြီးခဲ့ရကပြောပါတယ်NUG ကသူတို့ကိုသစ္စာမခံတဲ့အဖွဲ့တွေရှင်းမယ်လို့ပြောထားပြီးသားကျွန်တော်တို့သိတယ်ဗျာအဲ့တော့ခင်ဗျားတို့ကိုလန်းကိုရွေးကိုနာကကိုရွေးဒါခင်ဗျားတို့ကိစ္စအလုံးကျေးဇူးတင်ပါတယ်ဗျာ